မင်္ဂလာပါခင်ဗျာကျွန်တော်တို့အားလုံးဟာဘဝမှာအောင်မြင်ခြင်းကြပါလေဒါပေမဲ့တခါတလေမှာဘလပဲစူးစမ်းအောင်မြင်မှုကလက်တကန်းအလုံးဝါတဲ့ဝေးကွာသွားတတ်ပါတယ်ဒါဟာတင့်ရဲ့လက်ဝါးပြင်ပေါ်မှာအောင်မြင်မှုကိုဟန်တားနေတဲ့အမက်အသားတွေရှိနေလို့လားဒီနေ့ဗီဒီယိုမှာတော့ဒါတွေကိုသတိထားမိအောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့လမ်းကြောင်းတွေပေါ်ကကြစ်ချေခတ်တွေပါအထူးသဖြင့်ကန်လမ်းကြောင်းပေါ်မှာရှိနေရင်အလောက်အကင်မှာမမျော်လင့်ပဲအခက်အခဲကြုံရတတ်သည်တနင်္ဂနွေလမ်းကြောင်းပေါ်မှာရှိရင်တော့ဂုံထိပ်ခါညှိုးနှွမ်းတတ်တဲ့အတားအဆီးတွေကိုထိစေပါတယ်ဒုတိယအချက်ကတော့ကျွန်းပုံတကမှာဒါဟာစမ်းရင်တွေပြန့်ကျဲသွားတာကိုပြပါတယ်ညံလမ်းကြောင်းပေါ်မှာရှိရင်ဆုံးဖြတ်ချက်မှားတတ်ပြီးအောင်မြင်မှုလမ်းကြောင်းပေါ်မှာရှိရင်တော့ငွေကြေးဆုံးရှုံးမှုဖြစ်တတ်ပါတယ်တတိယအချက်ကတော့လမ်းကြောင်းတွေပြတ်တောက်နေတာပါဒါဟာဘဝမှာတည်ငြိမ်မှုမရှိတာကိုပြပါတယ်လုပ်ငန်းတစ်ခုကိုအဆုံးထိမလုပ်နိုင်ပဲလမ်းခလတ်မှာရပ်တန့်ကွာတတ်တဲ့အဟံအသားတစ်ခုပါပဲစတုဒ္ဓအချက်ကတော့ကန့်လန့်ဖြတ်မြင်းတိုးလေးတွေပါဒါကိုအနောက်ရှက်မြင်းလို့ခေါ်ပါတယ်တင့်ရဲ့အောင်မြင်မှုကိုတခြားသူတွေကဖျက်ဆီးတာဒါမှမဟုတ်မနာလိုသူအတိုက်ခံပေါ်များတာကိုပြသနေတာဖြစ်ပါတယ်ဒီအမတ်အသားတွေပါနေလို့စိတ်တက်ကြဖို့မလိုပါဘူးလဝါပင်ကလမ်းကြောင်းတွေဟာတင့်ရဲ့စိတ်နေစိတ်ချနဲ့စူးစမ်းမှုအပေါ်မူတည်ပြီး3လကနေ6လအတွင်းပြောင်းလဲနိုင်ပါတယ်ဒီအချက်တွေကိုသိထားခြင်းအောက်ထက်သင်ဟာပိုပြီးတတိထားဆင်ခြင်နိုင်မှာဖြစ်လို့အဆိုးကိုအကောင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်တင့်လက်ဝါမှာကောအခုလိုအမတ်သားတွေပါနေသလား comment မှာရေးပေးခဲ့ပါအောင်နောက်ထပ်ဘဟုတုတတွေသိရဖို့နက်ခတ်အိမ် channel ကိုလည်း follow လုပ်ထားပါအောင်ခင်ဗျာအားလုံးကြိုင်ကောင်းကြပါစေ